Andy ဟော Andy ညီမဝက်ဆက်နဲ့လည်းအရဲကိုလာနေရပဲ Andy ရင်းညီလေးကအခုဒီဇိုင်းအသစ်ထုတ်မဲ့ပုံစံလေးကိုဝစ်ကြည့်တာ ဟုတ် Andy အဲ့ဆို Andy တမီးတို့လေဒီလိုလာနေရဆိုတော့လေတမီးတို့ပေါ်ဝါလေးတော့ရိုက်ပေးသွားအောင် Andy ရိုက်ပေးမယ်နည်းနည်းတော့ coffee နဲ့ပူရှိလာရင်ညီမဝစ်ဆောင်ဝစ်နေကြဆိုတော့လေ ဟုတ်ကဲ့ပါ ဒီ Andy ဒီဇိုင်းလေးကိုလည်းကြိုက်နေ ဟုတ် Andy ဒါအသစ်ထွက်မဲ့ဒီဇိုင်းတော့ Andy ဟုတ်တယ်သူထက်မဲ့ဒီဇိုင်း ဟုတ် Andy ကြိုက်လား ကြိုက်တာပေါ့ Andy အဲ့ဆို Andy တမီးတို့တော့ဒီ Andy ကလေဒီဇိုင်းအသစ်ထွက်မဲ့ဒီဇိုင်းလေးရောဝစ်ထားတာမြန်မာဝက်ဆက်လေးလည်းဝစ်ထားတာဆိုတော့တမီးတို့လေ handmade ပေါ်ဝါလေးတော့ရိုက်ပေးသွားအောင်နော် Andy โอเคရိုက်ပေးမယ် ဟုတ်ကဲ့ Andy အသက်ရောက်ထားတဲ့ handmade ပွားလေးတွေကလှလိုက်တာဒီနေ့အသက်ရောက်ထားတဲ့ handmade ပွားလေးတွေကိုပြပေးပြစီနော်ဒီနေ့အသက်ရောက်ထားတဲ့ handmade ပွားလေးတွေကမှကပ်ပန်းနဲ့ဖောင်းကြွလေးတွေဒီဇိုင်းတွေမျိုးရှိပါတယ်အဲ့ထဲကမှကပ်ပန်းလေးတွေကိုအရင်ပြပေးပြစီရှင်ကဲခုတစ်ခါဖောင်းကြွတဲ့ဘက်ကလေးတွေထပ်ပြပေးမယ်နော်